ပါရှင်အခုကကျွန်မကြောက်တမဲရက်ကြလို့ရှိရင်ပစ္စည်းထည့်ရပါမယ်အဲ့ဒါမို့လို့ပစ္စည်းထည့်ဖို့တဲ့ပစ္စည်းတွေနဲ့ဟိုထည့်ပြရဖြစ်ပါလား let's go တော့ကြမယ်ဟုတ်ဒါကြတော့ကျွန်မထည့်မဲ့ဟုတ်စာကြီးပေါ့နော်ဒါကြတော့ဖတ်စာအောင်ဒါကြတော့ကိုမဘူးနဲ့ပတ်တာအိဒါကြတော့အယောင်ချစ်နိုင်ဒါကြတော့ကြောက်စဲအင်းကြီးဒါကြတော့ဝါရေးစာတွေပေါ့နော်ဒါလေးကြလွယ်လေးပါရှင်ဒီအခုကတော့ဒီခုနပြဟာပစ္စည်းကိုစဟဲတော့မှဖြစ်လာတာတဲ့အရင်ဆုံးဖတ်စာတွေကိုအရင်ချက်ထားပါမယ်ဝါလည်းတကူထုတ်ရအောင်ဓာတ်မှန်လိုက်မယ်ပေါ့နော်အရင်ဆုံးနားလေးချက်နော်ချက်တော့အရင်ဆုံးဖတ်စာတွေထည့်မယ်ဖတ်စာတွေအများတော့ဒီအကြီးဆုံးကတ်ထဲမှာထည့်ပါမယ်အရင်ဆုံးအနုပညာနားလေးအရင်ဆုံးအနုပညာပတ်ကြီးထဲပါမယ်စရုပ်ထားတယ်မှာကျွန်မကျောင်းသုံးစာအုပ်လေးပေါ့နော်ဒီမှာမခက်ပိချယ်ရီပဲကျွန်မစပြီးထဲပါမယ်ပြောင်းမယ်ထဲပါဒီမှာတက်အုပ်ထည့်ပြီးသွားပါပြီနောက်ထပ်တော့ကြတော့ဒီပါကာယပညာစရုပ်ထားတယ်ကျောင်းသုံးစာအုပ်ဖြစ်ပါတယ်မမချယ်ရေးစာအုပ်တွေဟိုစာတွေပစ္စည်းထည့်ပြီးတော့ဝါဗီဒီယိုတွေခန်းနေဟိုစာတွေလည်းသွားထည့်ပြီးတော့ခုကဖက်နဲ့ပြောင်းလာဖြစ်ပါတယ်ဒီမှာပေါ့နော်ဒါကြတော့ကျမညမဟုတ်စာပေါ့နော်ဒါကြကျမဟုတ်စာဒီတော့ဖက်နဲ့လေးထုတ်ပြမယ်ကျမဟုတ်စာဟိုကအလှစိုက်လေးရတေးသေးလေးပဲရှိကျမတို့ဆက်ဆက်ကြလူကြီးစိုက်လေးအဲ့မျိုးဒါလေးပဲရှိရတော့ဖလားပါလေဒါကြတော့ကျမဟုတ်စာဖြစ်ပါတယ်နေပါဒါကြတော့ကျွန်တော်ဟန်ဖက်ပြရလဲဟုတ်လားမနနံပါတ်ကဘယ်လောက်လဲမနံပါတ်ပြဟောဒီမှာနံပါတ်ကအမမမလဲမနံပါတ်36တဲ့မဟုတ်တယ်လား36တဲ့36ပဲဒါကြတော့ကျမဟုတ်စာဖြစ်ပါလေအခုကျမညမလေးဟုတ်စာပါလားကျမညမလေးဟုတ်စာတယ်စင်တူဝယ်ထားတာပြလာအောင်ဒါကစင်တူဝယ်ထားစင်တူခဏလေးဟိုကကျမအငယ်ဆုံးလေးရဲ့ဖနဲ့လိုက်ပြမယ်ပေါ့နော်ခဏလေးဒီမှာဒါကြကျမညမလေးဖနဲ့ပေါ့နော်ဒီငယ်ဆုံးလေးရဲ့ဖနဲ့ပေါ့နော်ငယ်ဆုံးလေးရဲ့ဖနဲ့သူ့ဘာចောင်းတက်မှာတဲ့ဒီမှာတွေ့လားလာဘူးခဏလေးလာဘူးခဏလေးမခံနဲ့နော်ဒီကြည့်အမခံလားမခံနဲ့လှလဲလှသူ့စားလှမခိုင်းလားမလာပူ